Hi အမတနာလိုင်းပါအခုမှ VPK9 Hospital မှာ dental treatment ယူဖို့အတွက်ရောက်နေတာပါ Hi မင်္ဂလာပါ How are you ဟုတ်တော့ အမသွားနဲ့ပတ်သက်လာရင်အမြဲတမ်းပြဿနာရှိတယ်ဟိုးအရင်တည်းကပေါ့နော်10နှစ်17နှစ်လောက်ထဲက dentist စီကိုတယောက်တည်းသွားခဲ့ရတာမုံရမှာတော့စပိန်နဲ့တခါလေကြာရင်စိုက်ကားနဲ့တခါလေကြာရင်မြင်းလှဲနဲ့အခုသွားနောက်ဆုံးသွားပြဿနာရှိနေရတော့ကြာပြီတတ်နိုင်တဲ့လောက်လဲနှုတ်เสียမလို့အောင်စူးစမ်းကြည့်သေးတယ်ဒါပေမဲ့မရအောင်အဲ့တော့နှုတ်ရတော့မယ်ဆိုတော့သွားနှုတ်ပြီးရင်ပြန်ဆက်ရမယ် implant ကိုထည့်ပေးမယ် dental နဲ့ hospital ကအရန်အရေးကြီးတယ်အဲ့တော့အမ research တွေကောင်းကောင်းလုပ်တယ်လူတွေရဲ့ review တွေရောပြီးတော့ဒီ award ရထားတဲ့ hospital တွေကြည်တာပေါ့နော်သွားတဲ့အချိန်မှာရှာနေတဲ့အချိန်မှာတော့ hospital ရှာဖို့မဟုတ်ဘူးရိုးရိုး dental clinic လောက်ပဲပေါ့နော်ဒါပေမဲ့လည်းကိုလှုပ်ချင်တဲ့ဒီ implant ကကြတော့တကယ်ကို hospital အကြီးတွေမှာတေချာအထင်ကြီး professional team နဲ့လုံမစိတ်ချရတာဖြစ်တယ်ဆိုတော့အမ BPK9 International Hospital ရွေးခဲ့တယ်ဒီ hospital ကလည်းရထားတဲ့စုတွေသူ့ရဲ့ review တွေကိုကြည့်ပြီးတဲ့အခါမှာတော့အမရွေးခဲ့တဲ့ဟာတော်တော်မှန်သွားတယ်ဆိုပြီးအခုချိန်မှာတော့အရန်ကိုကိုယ့်ရဲ့ decision ကိုကျေနပ်ပါတယ် สวัสดีค่ะမင်္ဂလာပါ hospital ရောက်ချင်းထဲ hospital မရောက်ခင်တည်းကမှ impress ဖြစ်တာဘာလဲဆိုတော့ hospital ကကားလှုပ်ပေးတယ်ဒီရောက်တော့လဲမြန်မာ staff တွေကအကုန်လုံးကြိုပြီးတော့ဘာမှပူစရာမလိုစရောက်တဲ့အချိန်ကနေပြီးတော့ bill ပေးပြီးပြန်တဲ့အချိန်ထိအကုန်လုံးတောက်လျှောက် service ကအရန်ကိုကောင်းပါတယ်အရန်ကိုလည်း impressive ဖြစ်တယ်အဲ့တော့မြန်မာတွေအနေနဲ့နိုင်ငံသားတွေနဲ့စကားမပြောချင်ဘူးအင်္ဂလိပ်လိုလည်းမပြောချင်ဘူးကိုယ့်ဘာသာနဲ့ကိုပြောပြီးတော့လိုအပ်တာတွေအကုန်လုံးဒီဖုန်းထဲကနေပဲမေးမလား hospital ရောက်တဲ့အချိန်ကနေအစအဆုံးဂရုစိုက်တာကိုလိုချင်လား BPK9 hospital လာလိုက်ရင်ဒီ service တွေအမျိုးစုံရှိတယ်အမအရင်ကမသိခဲ့ဘူးสวัสดีค่ะမင်္ဂလာပါ ဒါကတော့ကျွန်တော်တို့ရဲ့ VMB launch မှာအဓိကအဖြစ်ဧည့်သည်တွေလူနာတွေစားရောက်တဲ့ခါကျရင်နားနေလို့ပဲဖြစ်ဖြစ်ဆရာဝန်ရဲ့ result အဖြေကိုစောင့်လို့ပဲဖြစ်ဖြစ်ဒီမှာလူနာတွေနားလို့ရပါ လာတယ်နော် ဟုတ်တယ် ဟုတ်ကဲ့ thank you ပါ I am Dr. Kantanat Chatratana from the BPK9 Hospital. I specialize in dental implants. I perform both the surgical and prosthetic phase of treatment, meaning I place the implant and restore it with the crown. Dental implants are popular now because it's a permanent solution for replacing missing teeth, and they are also strong and look like natural teeth. We have 4 steps of treatment. Step 1, check up and planning. We start by looking at your mouth to see if dental implant is right for you. We look at your teeth, gum, and overall oral health. If you need any treatment first, like cleaning, filling, or removing a tooth, we can take care of that. And we also take X-ray and CT scan to see if the bone is sufficient. If the bone is not enough, don't worry, we can do the bone graft to support the implants. Step 2, implant placement. We place the implant into your jaw with the minor surgical procedure. And after around 2 weeks, you come back and we can check the healing and remove the stitches. Step 3, making your new tooth. After 3 months, the implant is fully healed and strong. And we take the impression, send it to the lab to create your custom crown. Step 4, insert the crown and follow up. We attach the crown to the implants, and now you can eat and smile with confidence again. And to keep everything healthy, we recommend our check-up every 6 months. สวัสดีค่ะ Hi we going yes จากนั้นเมื่องานมาแล้วเราก็จะโทรเอง Hi สวัสดีค่ะ I'm good very good yes it's been very good
can make an appointment. But no. မနာဘူးဒီတစ်ခေါက်ပြီးရင်နောက်တစ်ခေါက်ဆိုရင်သွားအသစ်တက်တော့မှာ implant လုပ်ဖို့ဆိုရင်အရင်ဆုံးသွားနှုတ်ရတာ哦ဆိုတော့သွားနှုတ်တဲ့အချိန်မှာနာမလားပေါ့နော်အမကလည်းကိုလည်းကြောက်တတ်တယ်ပြီးတော့ကြောက်တတ်တဲ့လူတွေအများကြီးရှိတယ်ဆိုတာလည်းသိတော့ဒီ pain level နဲ့ပတ်သက်ပြီးတော့မျှဝေခြင်းတယ်အဲ့တော့မှန်းထားသလိုမျိုးလုံးဝမနာလိုက်ဘူးကိုရိုင်းကလည်း pain ကြောက်တယ်ဆိုပေမဲ့လည်း pain level ကနည်းနည်းမြင့်တော့တုံတောင်ဆိုရင်ခန္ဓာရည်ရှိမယ်လို့ထင်တာပေါ့နော်ကိုကလုံးဝမသိလိုက်ဘူးဆိုအရန်ကိုကင်တွယ်တာကလည်းနူးညံ့တယ်ပြီးတော့ဒီသွားနဲ့ပတ်သက်လာလို့ရှိရင်ဆရာဝန်တွေမှာဒီတက်ရက်တည်တတ်မှုဒီလောက်တာကိုင်တာနူးညံ့မှုအဲ့ဒါကအင်မတန်အရေးကြီးတယ်ဆိုတာကိုမှသိထားတယ်ဒီမှာလည်းအဲ့ဒါလေးတွေကိုအင်မတန်ဦးစားပေးပြီးတော့နူးနူးညံ့ညံ့နဲ့ pain level လုံးဝ0လို့ပြောဆိုရတယ်ဆိုတော့အမကတော့နောက်ဆိုရင်သွားနဲ့ပတ်သက်လာလို့ရှိရင် BPK9 International Hospital ကလွယ်လို့တခြားဘယ်မှသွားပြစ်တော့မှမထင်ဘူးဒီမှာပဲလုပ်ဖို့ဆုံးဖြတ်ပြီးသွားပြီ Most cases take about 3 months from start to finish. If you need a bone graft, it may take around 4 to 6 months. We will check your condition and give you the timeline before starting. The implant fills with your jawbone, making it feel stable like a natural teeth. With the proper care, the implant can last lifetime, but the crown may need to be replaced after 5 to 10 years due to normal wear, just like a natural tooth can wear down over time. During the procedure, you will be under local anesthesia, so you won't feel pain. Afterward, you may have mild discomfort for 1 to 2 days, such as a slight pain or swelling. In more complex cases, it may last 2 to 3 days. Most patients recover quickly and can return to normal activity soon after. ဒီ hospital ရဲ့ကြိုက်တဲ့အချက်တွေပြောရမယ်ဆိုရင်အကျိုးအပို့လုပ်ပေးတာရယ်မြန်မာ service ရှိတာရယ်ပြီးတော့ waiting room နဲ့နားနေခန်းတာအရန်ကိုလှတယ်ဓာတ်ပုံရိုက်လို့လည်းလှတယ်ပြီးတော့အပေါ်တက်မှာ garden အကြီးရှိတယ်လုံးဝ rooftop မှာအပင်အကြီးတွေနဲ့နားနေလို့ရတယ်အဲ့ဒီမှာလည်း AACC လေကောင်းလေသန့်နဲ့မြို့ထဲကိုရောက်နေရလို့မခံစားရဘူးပြီးတော့ hospital ကလည်းကြီးတော့ department မျိုးစုံနဲ့တနေရာထဲမှာအကုန်လုံးပြီးလို့ရတယ်ဆိုတော့အမနောက်ဆိုရင်တခုခုဆိုလို့ရှိရင်သွားတယ်မဟုတ်ဘူးဒီ hospital မှာတခြားအရာတွေလည်းလာပြီးလုပ်ဖြစ်မယ်ထင်တယ်ကိုယ့်ရဲ့ဒီသွားတွေခတွင်းရဲ့ပြည့်စုံမှုတွေဒါတွေအကုန်လုံးကကို self esteem နဲ့ confidence တွေကိုထိခိုက်နေတာအခုမှပဲသိတယ်ကိုသွားလေးတက်ပြီးသွားတော့ self esteem ကော confidence ကောတကယ်ကိုပြည့်စုံသွားပြီလို့ခံစားရတယ်။နှမို့ဆိုရင်လက်ဟာနေတဲ့အရာကိုယ့်ရဲ့ဖုံးကန်တစ်ခုခုယော့နေတယ်လို့မျိုးခံစားရတာပေါ့နော်။ဘာလို့လဲဆိုတော့မိမိရဲ့ဖုံးကန်နဲ့အခုပြောဆိုသွားလာလောက်ကန်ရမယ့်အရာတွေအကုန်လုံးကကိုယ့်ရဲ့ခန္ဓာကိုယ်ဘလောက်အထိဂရုစိုက်ပြီးတော့စောင့်ရှောက်နေလဲဆိုတဲ့ပုံမှာမူတည်နေတာကိုမှအခုချိန်မှာလက်ခံသွားပြီ။အဲ့တော့ကိုဖုံးကန်လေးကိုလည်း protect လုပ်တဲ့အနေနဲ့ကိုယ့်ရဲ့မိမိရဲ့စိတ်ရောခန္ဓာကိုယ်ရောအမြဲတမ်းစောင့်ရှောက်နေမယ်လို့မှဆုံးဖြတ်ထားပါတယ်။ At BPK9 International Hospital, we have a team of dental specialists for every treatment, and we have experience, especially in dental implants, with many successful cases. And we also focus on providing high-quality treatment at a reasonable and affordable price, so the patient can feel confident and comfortable for choosing us.